စနေနေ့မှာမွေးဖွားသူများအားလုံးမင်္ဂလာပါဒီတစ်ပတ်အတွင်းမှာစနေသားသမီးတွေအနေနဲ့မိမိရဲ့နာမည်ဂုဏ်သတင်းကြော်ကြားလာတာမျိုးအောင်မြင်မှုသတင်းကောင်းတွေကြားရတာမျိုးတွေနဲ့အတူကန်ဆာအင်မတန်တက်နေတဲ့ကာလလို့ပြောရမှာပါလုပ်ငန်းဆောင်တာတွေကိုလည်းရခင်ကထက်ပိုမိုတိုးချဲ့လုပ်ကိုင်ရမှာထက်သလိုအစီအစဉ်သစ်တွေ project အသစ်တွေလည်းအကောင့်ထဲပေါ်ဖို့ပေါ်လာပါလိမ့်မယ်အလုပ်အကွိုင်အခွင့်အလမ်းသစ်တွေအစီအီပေါ်ပေါက်လာမဲ့အပြင်လက်ရှိလုပ်နေတဲ့အလုပ်ထက်ပိုမိုကောင်းမွန်တဲ့အနေအထားပိုမြင့်မားတဲ့အခြေအနေတရက်ကိုတက်လန်းရဖို့ရှိနေပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းမိမိအောင်မြင်နေတာကိုမနာလိုတဲ့သူတွေဝင်းကျင်မှာရှိနေတတ်တာကြောင့်အသွားအလာအပြောအဆိုကိုတော့တတိကြီးစွာထားပြီးနေထိုင်သင့်ပါတယ်ခင်ဗျာ။ဒီတစ်ပတ်မှာထီကန်လက်ကန်လက်အရန်ကောင်းနေတာမို့ကန်ဆန်းကြည့်ဖို့မမေ့ပါနဲ့အောင်နော်။မိမိကိုကူညီမဲ့မိတ်ဆွေကောင်းလေလမ်းပြပေးမဲ့ဆရာသမားကောင်းတွေနဲ့လည်းစုံတွေ့ရမှာဖြစ်ပါတယ်။ပညာရေးပိုင်းနဲ့တင်တန်းကိစ္စတွေမှာလည်းအထူးပဲအကျိုးပေးအောင်မြင်မဲ့အချိန်မှုဝင်ခွင့်စာမွေးပွဲတွေအောင်လက်မှတ်ဖြည့်ဆို့မှုတွေမှာစိတ်တိုင်းကျအောင်မြင်မှုရပါလိမ့်မယ်။နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းကံပွင့်နေပြီးလူမျိုးခြားတွေရဲ့ကူညီထောက်ပံ့မှုတွေကိုရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ငွေကြေးပိုင်းမှာတော့အနှဲငယ်အညံ့ပါနေလို့ငွေအခိုးခံရတာအလိန်ခံရတာမျိုးတွေမဖြစ်အောင်တတိထားပါ။ငွေကြေးအပေးအယူကိစ္စတွေကြောင့်စကားဖြိုးဆိုဖြည့်ရှင်းရတာမျိုးတွေလည်းကြုံရတတ်ပါတယ်။ခရီးကိစ္စမှာတော့မိမိကိစ္စမဟုတ်ပဲသူတစ်ပါးကိစ္စအတွက်မထင်မှတ်ပါပဲခရီးသွားရတာမျိုးတွေရှိတတ်ပါတယ်။အိမ်တော်ရေးမှာတော့မိမိရဲ့အိမ်တော်ဘက်ချမ်းမာရေးအနှဲငယ်ညံ့တက်လို့ဂယုစိုက်ပေးဖို့လိုပါလိမ့်မယ်။အခြေရေးမှာတော့ချစ်သူနဲ့ရုတ်တရက်အဆက်အသွယ်ပြတ်သွားလာမျိုးနားလည်မှုလွဲလာမျိုးလေးတွေကြုံရတတ်ပါတယ်။ချမ်းမာရေးအနေနဲ့ခါနာတာသွားနာတာနဲ့ကြောအောင်တာမျိုးလေးဖြစ်တတ်လို့အနေအထိုင်ဆင်ကျင်ပေးပါခင်ဗျာ။အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်เสียရှိရင်တော့ရွှေဝါရောင်းနဲ့အနက်ရောင်ဝစ်စုံတွေကိုအားပြုပြီးဝစ်ဆင်သွားပါအချိုးပိတ်ကနန်းတွေကတော့ငါးကနန်းနဲ့ခုမကနန်းတွေပဲထပ်ပါတယ်ကန်ဆာအထောက်ပံ့ကောင်းတွေပိုမိုရရှိစေဖို့နဲ့အနောက်အရှက်တွေကင်းစင်စေဖို့အထက်အိမ်ဖျားเจ้าဆောင်မှာမုတ်ဖတ်ထုတ်ကတ်လို့ပူဇော်ပြီးဆုတောင်းပေးပါဒါနဲ့ဟောစာတန်းများကိုကြည့်ရှုနိုင်ရန်ဆရာရဲ့ TikTok account ကို follow လုပ်ထားပြီး YouTube channel ကိုလည်း subscribe လုပ်ထားပေးပါ